microwave ကလေ actually တိတ်တော့မကောင်းဘူးအဲ့မသုံးမဖြစ်ရင်တော့သုံးတယ်ဒါပေမဲ့လို့သိမကောင်းဟင်းဝဲကခဏလောက်ဆိုရင်တော့လေပေါ်ပြီးမချက်နဲ့ပေါ့နော်ဝဲရင်လည်းမလမီဝဲရင်လည်းမနှွေးနဲ့တက်နိုင်အခုပြောချင်တာလေဒီမှာခဏလေးဝန်းနေရှောကြရယ်နော်အဲ့ဒါလေလူတွေကထင်တယ်ပေါ့နော်ဥမာမုံငါးတွေချက်တယ်နော်မုံငါးချက်ပြီးမှရက်ွက်ကိုကျွေးအောင်ဆိုအများကြီးချက်တယ်မလားအဲ့တော့ခါလာကြတယ်အစင်မသိရင်ဝန်းနေရှောကြတယ်အဲ့ဒါဘာဖြစ်လို့လဲသိလားပြောပြမယ်နော်ဒီပိုးဆိုတာကနော်ပေါ့ဆူပေမဲ့လည်းမသိဘူးသူကခဏငြိမ်နေတာနော်ဟုတ်ပြီနော်လူတွေကထင်တယ်ပေါ့ဆူအောင်လုပ်ရတယ်အဲ့ဒါမရဘူးနော်ဘာကြောင့်လဲဆိုတော့ပေါ့ဆူအောင်လုပ်ပြီးတော့သူတို့ကလေဘယ်အချိန်မှပိုးတွေကထလာလဲဆိုခက်နွေးအချိန်ခါလာကြရင်ဟာအဲ့တယ်လာတော့နွေးလေးလောက်တာဘယ်တော့မှသွားမလုပ်တဲ့သေးပြီဒါမှအဲ့လိုလုပ်နော်အကယ်၍လေဟင်းကအိုက်တာအေးပူရင်တအားဘူးဒီဂျားတွေက temperature မှာမထားဟုတ်ပြီနော်မှတ်ထားဥမာ ready ဖြစ်ပြီးအဲ့တယ်လာပြီးဆိုမှနှွေးကိစ္စမရှိခဏဆောင်စီအဲ့တယ်ခါလေးဆူအောင်နှွေးပြီးကျွေးလိုက်အဲ့လိုနော်အဲ့တယ်လာကညီးပြီးနှွေးထားမယ်ဆိုပြီးတော့လေညီးဝဲလေးနဲ့ဘယ်တော့မှသွားမလုပ်နဲ့အဲ့ဒီအချိန်မှာပိုးတွေကတအားပွားအဲ့ဒီမှာအကုန်လုံးခက်ရောက်တာအဲ့လိုမပူတူပူကြီးဘယ်တော့မှသွားမလုပ်နဲ့ဟုတ်ပါရှိသေးတယ်ပြောရလက်တွေ့လေးတွေပြောအေး microwave ကတုံးမဟုတ်လေဟင်းနှွေးတော့ခဏပဲလေးရတယ်နော်ဒီဟိုမချက်နဲ့ပြောတာတချို့ရချက်တယ်နော်အဲ့ microwave နဲ့မချက်နဲ့ဒါကြောင့်မလို့လေအခုကျွန်မပြောတာတွေကလေရိုးရိုးအပြင်ကဆရာဝန်တွေတော့သူတို့ရည်လိမ့်မယ်အမှန်ဆိုအဲ့ဒါသူတို့မရည်နဲ့နော်ဘာကြောင့်လဲဆိုတော့လေအခုစေးပညာကလေပြောင်းနေတယ်နော်ဟိုကျွန်မတို့ငယ်ငယ်တုန်းကသင်ထားတဲ့စေးပညာနဲ့မတူတော့ဘူးနော်ဘာကြောင့်လဲဆိုလူတွေကလေသိလာတယ်ကြာတော့ဆရာဝန်တယောက်စီသွားနော်သူတည်းဒီမှာဒီဆရာဝန်တွေကပို့ပြီးတော့ဟောပါနော်သူကလူနာတွေအများကြီးကြည့်တယ်ဆိုတော့အချိန်လည်းမရှိဘူးလေတွားရင်ဘာဖြစ်လဲဆိုပြီးတော့စေးစာရေးပြရမှာနော်လူနာတယောက်ကိုလေစကားသေးသေးချာချာမပြောဘဲနဲ့လူနာဘာဖြစ်နေလဲဆိုတော့မသိနိုင်နော်အဲ့တော့ကျွန်မပြောသလိုပဲဒီအကျိုးတွေကိုကြီးပဲတွား treat လုပ်ဘယ်တော့မှမရရရင်ခဏပဲကောင်းကြိုက်တယ်ဆိုခဏပြောက်မယ်ဒါပေမဲ့ခေါင်းပါကြောင်းကြိုက်လဲဆိုတော့တွားမရှာတဲ့များကာလာဘာလို့မရချင်မရတဲ့ချင်းချင်းကြီးဖြစ်နေမှာပေါ့ရမှာဟောဟုတ်တယ်အဲ့ကိုင်းလန်တို့တခြားရွက်တွေရှိပါတယ်ဟိုကလေမှတ်တာမုံကြီးရတယ်ပြောမလို့မေ့ပါတယ်မုံကြီးရတယ်ကစင်းရရတာပေါ့ရတယ်ဘုမရတယ်ဘာကြောင့်လဲဆိုတော့ဒီဆေးတွေကလေ side effect တွေကလူတွေကမခံနိုင်တော့ဘူးအဲ့တော့နိုင်ငံခြားမှာဆိုကြည့်နေတယ်โอเคဒီဟာဒီနည်းနဲ့ကတော့မဟုတ်တော့ဘူးဆိုတော့သူကရှာတာပေါ့နော်အဲ့မှာတွေ့သွားတယ်အဲ့ဒါဟိုဆေးပညာမှာနည်းနည်းတော့တစ်တည်တယ်ပေါ့နော်မလေးလာတယ်လို့ဆိုမသိဘူးပြောရင်ဟာဘိန်းတော့ကုနေတယ်လို့ပြောမယ်ဒါပေမဲ့ try လုပ်ကြည့်အရန်ကောင်းတာအသားအရည်အစားမတူလုံးဝပြောင်းသွားလိမ့်မယ်အဲ့ဒါကြီးစားတော့အဲ့ဒီရောင်တာဟောဒီရွက်ရရတယ်သူကခဏကိုတကိုယ်လုံးမှာဘယ်ရပဲရောင်တိုင်းတင်းကိုလုံးဝတက်တာစီပြန်စနွေးပြန်မလို့ညားလေကောင်းလေပဲတိတ်ကြောက်တယ်တော့ခွဲထုတ်မှရမှာနွားတို့ပဲလို့တဲ့ကိုအရွက်ရည်တွေအများကြီးပိုကောင်းတာဒီ iodine နဲ့ကြောင်းနေပြောမယ်နော်အဲ့ဒါကကြားဘူးကျင်မှာလည်းကြားဘူးမယ်ဒါပေမဲ့အရင်ရေးကြည့်တယ်အခုခေတ်မှာလေနိုင်ငံခြားမှာရောဗမာပြည်ပြောင်းရောနော် breast cancer တွေရမ်းများလာနော်အရမ်းများလာတယ်ယောက်ျားဆိုလည်း prostate cystic cancer အရမ်းများတယ်အဲ့တော့ cancer ဖြစ်တဲ့အကြောင်းကတော့အမျိုးမျိုးရှိတာပေါ့ဒီကြောင်းနဲ့တော့မဟုတ်ဘူးသို့တော်လည်းပဲအကြောင်းတစ်ခုဟာကို control လုပ်လို့ရတဲ့အကြောင်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆို iodine နဲ့ပတ်သက်တယ်နော်ဘာလဲဆိုတော့အခုလူတွေကလေတဖြည်းဖြည်းဟိုခစ်ကြီးကလည်းပြောင်းလာတယ်နော်ပြောင်းလာတဲ့အခါကျတော့ကျမတို့သွားတိုက်တဲ့ထဲမှာလည်း fluoride တွေအများကြီးပဲပါတယ် mouth wash တွေထဲမှာလည်း fluoride တွေအများကြီးပါတယ်နော်နောက်ပြီးပေါင်မုတ်တွေစားတဲ့အခါမှာပေါင်မုတ်ထဲမှာသူကပေါင်မုတ်ပွားအောင်ဆိုပြီးတော့ bromine တွေထည့်တယ်နောက်ဒီအချိုရည်တွေတောက်တဲ့အခါမှာလည်းအဲ့ဒီအချိုရည်တွေမှာ bromine တွေပါတယ်အဲ့တော့ကြာတော့ဘယ်လိုဖြစ်လာလဲဆိုတော့နော်ဒီကျမတို့ငယ်ငယ်တုန်းက chemistry သင်ဖို့ရင်ဟို periodic charge ကြီးမှာသွားကြည့်လိုက်ရင် fluorine fluoride က bromine ရယ် chlorine ရယ်နော် iodine ရယ် group ကအတူတူပဲဆိုတော့သူတို့တွေကခန္ဓာကိုယ်ထဲမှာတခြားဓာတ်တွေကသိများလာတော့ iodine ဓာတ်ကမဝင်နိုင် receptor တွေမှာနေရာမရှိတော့သို့တော့ iodine ကဘယ်လောက်ရေးကြည့်လဲဆိုတော့မိန်းမတွေမှာရောယောက်ျားတွေမှာရောဒီ gland တွေအကျိတ်ဥပမာရင်သားဆိုရင်အကျိတ်ယောက်ျားတွေမှာဒီ prostate ကလည်းအကျိတ်ဒီ thyroid gland ကလည်းအကျိတ်နော်ဒီ iodine မရှိလို့ရှိရင်ဒီအကျိတ်တွေကအကောင်းကောင်း form မဖြစ်နိုင်အဲ့တော့ကြာတော့ iodine ကနည်းလာတဲ့ခါကျတော့နော်ဒီ prostate cancer တွေလည်းများလာတယ် breast cancer တွေလည်းများလာတယ်အဲ့တော့ကိုပြန်ကြည့်လိုက်လို့ရှိရင်ဒီဟာတွေကို prevent လုပ်ဖို့ကငါဘာလုပ်နိုင်လဲဆိုတော့ iodine ကကိုလုပ်နိုင်တဲ့ဟာလေအဲ့တော့ iodine တက်ကိုအပြည့်လုပ်ထားလိုက်ဥပမာဆိုလို့ရှိရင်နိုင်ငံတစ်နိုင်ငံမှာ nuclear တစ်ခုဟိုပောက်ကွဲတယ်ဟိုတလောကဂျပန်ပြည်မှာ tsunami ဖြစ်ပြီးတော့သူတို့ nuclear reactor တွေဖြစ်ပြီး nuclear ဟိုဓာတ်တွေကအကုန်ပတ်ဝန်းကျင်ကိုအကုန်ပြတ်နေတဲ့အခါမှာ cancer မဖြစ်ကိုအောင်ဂျပန်ဆိုရပါလို့လေရှိသမျှတိုင်းပြည်တွေ iodine တွေလိုက်ဝယ်ပြီးလူတွေကိုပြတ်တိုက်တာသူကဘာကြောင့်လဲဆိုတော့ဒီ radioactive substance တွေကသူကဒီ gland တွေကိုကြိုက်တာခါလေဒီ thyroid gland ကိုသွားတယ်မိန်းမဆိုရင် breast ကိုသွားတယ်ယောက်ျားဆို prostate ကိုသွားတယ်နော်အဲ့ဒီတော့ကိုကအဲ့လို disaster ဖြစ်အောင်မစောင့်နိုင်နဲ့ကိုခန္ဓာကိုယ်မှာဒီဓာတ်ကိုနည်းအောင်ဟိုပါပေါ့နော်အပြည့်ရှိအောင်လုပ်ထားလိုက်လေ